ထောက်တွေကဈေးကြီးတယ်လို့ထင်နေသလားဒါဆိုရင်သူတို့တန်တယ်လို့ထင်သွားအောင်လုပ်လို့ရတဲ့နည်းလမ်းရှိပါတယ်လူတွေကပစ္စည်းတစ်ခုတည်းရဲ့ဈေးကိုမြင်ရင်ဆုံးဖြတ်ရခက်တတ်ပါတယ်ဒါပေမဲ့နှိုင်းရှင်စရာပေါ်လာရင်ဆုံးဖြတ်ရလွယ်သွားတတ်ပါတယ်မိတ်ဆွေကပိုးထဲ1ဆက်တစ်စုံကို3500ကျပ်နဲ့ရောင်းချင်တယ်ဆိုပါစို့မှားယွင်းတဲ့ရောင်းနည်းပုံတင်ပြီး1ဆက်3500ကျပ်လိုပဲရေးတင်မယ်ဆိုရင်ထောက်တွေကဈေးကြီးတယ်လို့ထင်နိုင်ပါတယ်သူတို့ကိုရွေးချယ်စရာ3ခုပေးလိုက်ပါအင်ဂျီတီးတက်2000ကျပ်လုံကြီးတီးတက်2000ကျပ်1ဆက်အင်ဂျီလုံကြီးတစ်စုံလုံးယူမယ်ဆိုရင်3500ကျပ်အဲ့လိုရေးတင်လိုက်ပါထောက်တွေကတွက်ကြည့်လိုက်မယ်ဟာခွဲဝယ်ရင်4000ကျပ်ကျနေပြီးတွဲဝယ်လိုက်ရင်9000တက်တာတယ်တက်လိုက်တာဆိုပြီး3500တန်ကိုဝယ်ဖို့ရွေးချယ်ပါလိမ့်မယ်ဒါကိုဆွဲဆောင်ခြင်းမဟာဗျူဟာလို့ခေါ်တယ်နံပါတ်2အဝတ်မရောင်းပါနဲ့ပုံမြင်ရောင်းပါမြန်မာပြည်မှာအထည်ရောင်းတဲ့သူတောင်းချရှိပါတယ်ဘာလို့တင့်စီကဝယ်ရမလဲအဖြေကခန်းစားချက်ပါလူတွေကအင်ဂျီကိုဝယ်တာမဟုတ်ပါဘူးအဲ့ဒီအင်ဂျီဝတ်လိုက်ရင်ရလာမဲ့ယုံကြည်မှုနဲ့အလှတရားကိုဝယ်တာပါမိတ်ဆွေကရိုးရိုးကောင်းဝင်တစ်ထည်ကိုရောင်းမယ်ဆိုပါစို့လူတိုင်းရောင်းတတ်စေတဲ့ရောင်းနည်းပိခတ်ကောင်းဝင်အသားကောင်းဈေးနှုန်း18000ကျပ်ပါဒါကတာမန်ရောင်းနေပါပဲဝယ်ခြင်းစိတ်ပေါက်သွားအောင်ရောင်းနည်းရန်ကုန်မိုးတွင်းမှာရုံသွားရတာစိတ်ညစ်နေလားဒီကဝင်လေးကမိုးရေဆိုလဲမြန်မြန်6တယ်မိပူတိုက်เสียရမလို့မနှက်ခင်းအေးရေးမဝတဲ့ပြူမေတွေအတွက်အချိန်ကုန်တက်တာစေတယ်ဝစ်လိုက်တာနဲ့ကိုရီးယားမင်းသမီးလေးလိုနုဖက်ပြီးရုံးခန်းထဲမှာအထားအကျဆုံးဖြစ်နေမှာနော်ထောက်တဲ့ကကာဝင်ကိုမြင်တာမဟုတ်တော့ပဲဒီကာဝင်ဝစ်ပြီးတက်တာဖြစ်နေတဲ့မိမိကိုမြောင်သွားပါလိမ့်မယ်နံပါတ်3ကိုယ့်ရဲ့ဆိုင်မှာရောင်းမထွက်ပဲအယောင်ထိုင်းနေတဲ့ပစ္စည်းကိုရွှေဖြစ်အောင်လုပ်နည်းအထည်ဆိုင်တိုင်းကြုံရမယ့်အဆိုးဆုံးအိမ်မက်ကပစ္စည်းကြံပါပဲအဲ့ဒီတော့အရင်မြုပ်နေတဲ့ပတ်စံတွေကိုဘယ်လိုပြန်ဆယ်မလဲလူတွေကကန်ဆန်းရတာ surprise ကိုကြိုက်ကြပါတယ်ဆိုင်မှာမရောင်းရပဲကြံနေတဲ့အထည်90ရှိတယ်ဆိုပါစို့ short ဈေးနဲ့ရောင်းရင်တောင်လူတွေကဒါမို့လို့ဈေးချတာကိုဆိုပြီးအထင်သေးတတ်ကြပါတယ်အကောင်းဆုံးနည်းလမ်းကတော့ပျော်ရွှင်စရာကန်ဆန်းမဲ့ဘူးလုပ်လိုက်ပါပုံမှန်ဝယ်ရင်4000တန်မိုးရှိတဲ့အထည်3ထည်ကို surprise box နဲ့ဝယ်ရင်2000ခွဲချက်ပဲပေးရမယ်ဘာပါမလဲဆိုတာရင်ခုန်ရင်ဖွင့်ဖောက်ကြည့်နော်အဲ့ဒီဘူးထဲမှာအရန်ရောက်ရတဲ့လူကြိုက်များတဲ့အထည်တစ်ထည်အယောင်ထိုင်းနေတဲ့အထည်2ထည်ကိုရောထည့်လိုက်ပါလူကြိုက်များတဲ့တစ်ထည်ကြောင့်ဖောက်တဲ့ကကျေနပ်မယုံတင်မကပဲမိတ်ဆွေအတွက်ကတော့ရောင်းမထွက်တဲ့အထည်တွေရှင်းထုတ်နိုင်ပြီးငွေဖော်နိုင်သွားပါလိမ့်မယ်နံပါတ်4စီးပွားရေးမှာအကောင်းဆုံးမဟာဗျူဟာကအဖောက်တွေကိုမိတ်ဆွေဖွဲ့ခြင်းပါပဲမြန်မာတွေကတန်ရောစင်ကြီးကြတဲ့တခါလာဝယ်တဲ့သူကိုနာမည်မှတ်ထားမယ်မွေးနေ့ဆိုရင်လက်ဆောင်ဆိုင်ကကလပ်လေးဖြစ်ပေးမယ်ဆိုရင်သူတို့ကတင်းဆိုင်ကိုဘယ်တော့မှစွန့်ခွာမှာမဟုတ်ပါဘူးကဲအခုလက်တွေ့စမ်းသပ်ဖို့အချိန်ရောက်ပါပြီဒီထက်မကပိုပြီးတော့မိတ်ဆွေကစကားပြောကောင်းခြင်းနဲ့စီးပွားရေးနယ်ပယ်မှာပြောတတ်ဆိုတတ်သူတယောက်ဖြစ်ပြီးလူရည်လဲခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့တဲ့လီဂရန်ဂယုနှစ်မိတ်ဆက်ပေးပါရစေခင်ဗျာကျွန်တော်ရဲ့ဂယုထဲမှာငွေကြေးဆိုင်ရာစာအုပ်ပေါင်းများစွာရှိမယ်အယောင်မကတ်တင်းစာအုပ်တွေရှိတယ်လူအကဲခတ်နီးစာအုပ်တွေရှိမယ်စကားပြောစွမ်းရည်ဟောနီးပြောနီးကိုဘက်ပါအောင်စီယုံနီးစာအုပ်တွေရှိမယ်စိတ်သက်ခွန်အားပြည့်စာအုပ်တွေရှိမယ်ဒါအပြင်အခြားသောကမ္ဘာကျော်မြန်မာဘာသာပြန်စာအုပ်ပေါင်းများစွာကို9000ကျပ်ဖြင့်မှန်ပါဝင်ပြီးစိတ်ကြိုက်ဝဖတ်ရှုလေ့လာလို့ရနေပါပြီစာဖတ်ဖို့အချိန်မရှိတဲ့သူတွေအတွက်လည်းအဆင်ပြေအောင်အတန်ဖြင့်နားထောင်လို့ရမည်စာအုပ်တွေလည်းထည့်ပေးထားပါတယ်ခင်ဗျာလူပြဖို့အနှဲငယ်ပဲလိုပါတော့တယ်မန်ပါဝင်ရအတွက် Telegram ကြော်စမ်းလင်း988ခုရိုက်ရှာပြီးတော့ဟိုင်းလိုက်ပါဗျအားလုံးတိုးတက်ကောင်းမွန်သောဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေလို့စာတိုးမှဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာနောက်ထပ်ဗဟုသုတရစရာဗီဒီယိုတွေကြည့်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်